လူတစ်ယောက်ကိုချစ်မိပြီဆိုတာနဲ့သူ့ရဲ့နေထိုင်မှုတွေးခေါ်မှုတွေကိုမထိန်ချုပ်ချင်ပါနဲ့သင်နဲ့မတွေ့ခင်ကသူ့မှာအသားကျနေပြီးသားဖြစ်တယ်အမှုအကျင့်တွေရှိပြီးသားဖြစ်ပါတယ်ဒါကိုချက်ချင်းပြင်ဖို့ဆိုတာတော်ယုံတန်ယုံမလွယ်တဲ့ကိစ္စပါသင်ရောသင်အမှုအကျင့်တွေသင်အတွေးခေါ်တွေကိုရောပြင်ပြီးပြီလားပြင်ပါလားငါကပြင်စရာမလိုဘူးဆိုရင်တော့သင်ဟာအတ္တကြီးသူတစ်ယောက်ဖြစ်ပါတယ်ကိုချင်းစာပြီးချစ်ပါကိုချင်းစာစိတ်ဟာနေရာတိုင်းမှာအရေးကြီးပါတယ်နှင့်ကဘာမှာငါပဲရှိရမယ်ဆိုတဲ့အတွေးနဲ့တစ်ဖက်သားရဲ့မိဘတွေဆွေမျိုးတွေမိတ်ဆွေတငယ်ချင်းတွေကိုအကံတွေလိုက်လုံနေခြင်းဟာသင်ကိုပိုချစ်လာမှာမဟုတ်တဲ့အပြင်သူလည်းတဖြည်းဖြည်းနဲ့စိတ်ညစ်လာမှာပါနိမိဘတွေထက်ငါသားတယ်နှစ်တငယ်ချင်းတွေထက်ငါသားတယ်စတဲ့အုပ်စယူဆန်းဆန်းအာနာရှင်ဆန်းဆန်းအတွေးတွေဟာသူနဲ့သူ့ပတ်ဝန်းကျင်ကြားမှာတကယ်ကိုကျင်းနေကြတဲ့ရောက်စီမှာပါရေရှည်မှာတင့်ကိုစိတ်ပြည့်စေမှာပါသူ့ကိုပျော်ရွှင်ပါစေတကယ်ချစ်မိလာတဲ့အခါသူပျော်ရွှင်ဖို့ကိုပဲသင်ကဖန်တီးပေးတော့မှာပါတကယ်ချစ်မိလာတဲ့အခါသူပျော်ရွှင်ဖို့ကိုပဲသင်ကဖန်တီးပေးတော့မှာပါဒါဟာအပေးအယူတစ်ခုလည်းမဟုတ်တယ်လို့တပားသူစေခိုင်းလို့လုပ်ရတာမျိုးလည်းမဟုတ်ပါဘူးငါကဒါလုပ်ပေးရတယ်နင်ကတော့ဒါပြန်မလုပ်ပေးဘူးစတဲ့ get and take အပေးအယူစံအယူဆတွေဟာအချစ်မရှိတဲ့အတ္တသမားမှာပဲရှိတတ်ကြတာမျိုးပါတကယ်ချစ်မိသွားရင်ကိုယ်ထက်သူပျော်ရွှင်စေဖို့ကိုပဲခေါင်းထဲရှိတော့တာပါဒါကြောင့်သူပျော်ရွှင်စေဖို့တာဝန်တစ်ခုအနေနဲ့လုပ်နေရတယ်ဆိုကြတဲ့ကသင်တကယ်မချစ်သေးလို့ပါသူတစ်ပါးနဲ့မနှိုင်းရှင်ပါနဲ့သင်အနေနဲ့မချစ်ခင်ကလေးကတေချာစဉ်းစားပါချစ်ကြိုက်ပြီးမှသူ့ကိုတခြားသူများနဲ့ဘယ်တော့မှမနှိုင်းရှင်ပါနဲ့သူများတွေကခန္ဓာကိုယ်လှတယ်သူများတွေကယာဒူးကြီးတယ်သူများတွေကချမ်းသာတယ်သူများတွေကရုပ်ရည်ချောမောတယ်သူများတွေကပိုနားလည်မှုရှိကြတယ်စတဲ့နှိုင်းယှဉ်မှုတွေနဲ့သူမကိုမနှိုင်းယှဉ်ပါနဲ့လူတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိကြပါတယ်သင်အနေနဲ့ဂျင်မာဘော်ဒီလှသူကိုသွားရှာနိုင်ပါတယ်ယာရုကြီးသူကိုချိကပ်နိုင်ပါတယ်ချမ်းသာတဲ့လူကိုပိုင်းလုံးဝင်လို့ရပါတယ်ချောမောသူတွေကို Facebook ကနေရှာဖွေနိုင်ပါတယ်ဒါဟာတိတ်အခွင့်အရေးပါဒါပေမဲ့သူ့ကိုရွေးချယ်ပြီးပြီဆိုရင်တော့သူတစ်ပါးနဲ့မနှိုင်းယှဉ်ပါနဲ့သင်ကရောအရာရာပြည့်စုံပြီလားတကယ်ချစ်မှသာချစ်ပါပုံလေးတဲ့မြင်ယုံနဲ့ချစ်တာစာကြောင်းလေးတွေနဲ့ချက်ဖူးယုံနဲ့ချစ်မိတာအပြင်မှာခဏတာမြင်ဘူးယုံနဲ့ချစ်မိတာသူများတွေရဲ့မှတ်ချက်ကောင်းတွေကြောင့်ချစ်မိတာသင်လိုချင်တာတစ်ခုကိုပိုင်ဆိုင်ထားလို့ချစ်နေတာစတာတွေဟာတကယ်အချစ်မဟုတ်ပါဘူး
ဒါတွေကိုအချင်းလို့ယူဆပြီး relationship တစ်ခုကိုခပ်မြန်မြန်တည်ဆောက်ခြင်းဟာနှစ်ဦးနှစ်ဖက်လုံးတဲ့ရေရှည်မှာပြဿနာတက်လာနိုင်ပါတယ်။ဒါကြောင့်မချစ်ခင်အရင်စဉ်းစားသင့်ပါတယ်။ချစ်နေတော့မှလည်းလေ့လာသင့်ပါတယ်။ချစ်ရတာလွယ်ပါတယ်။တည်ဆောက်ရတာခက်ခဲလွန်းတယ်။မှန်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဘယ်သူ့ကိုဖြစ်ဖြစ်ချစ်ရတာလွယ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချစ်6 လသက်တမ်းရဖို့1 နှစ်သက်တမ်းရဖို့3 နှစ်သက်တမ်းရောက်ဖို့ကသာမလွယ်ကူတာပါ။ပြဿနာပေါင်းမြောက်များစွာကိုကျော်ဖြတ်ပြီးမှရောက်လာတာပါ။ဒီလိုမှမဟုတ်ရင်တွေးပူတုံးချစ်ကြပြီးတွေးအေးသွားတဲ့အခါနောက်တစ်ယောက်ပေါ်လာတဲ့အခါတိဆောက်ထားတဲ့အချစ်တွေဟာမိနစ်ပိုင်းအတွင်းပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်ခဲရင်စွာတိဆောက်ကြပါအမြဲတမ်းလဲချစ်နိုင်ကြပါစေ။တကယ်တော့လူသားအလုံးမှာအချစ်စိတ်ရှိကြပါတယ်။ချစ်ပုံချစ်နည်းလွဲမှားနေတာရဲ့အချစ်ကိုပုံမဖော်တတ်ကြတာရဲ့အချက်ပေါ်မှာအတ္တနဲ့မာနဖုံးနေတာရဲ့အဲ့ဒီအရာတွေကြောင့်အချစ်ဟာရလတ်တွေမတူညီကြတာပါအများကြီးပြင်ဆင်ပြီးအများကြီးချစ်နိုင်ကြပါစေလို့ဆန္ဒပြု